ကောင်လေးတယောက်သူ့လက်ကိုမတော်တဆရှာမိသွားပေမဲ့နောက်တစ်စက္ကန့်မှာပဲတန်ရာကအလိုအလျောက်ပျောက်ခင်းသွားခဲ့တယ်သူဟာမိတံကိုတောင်ခံနိုင်ရရှိမှန်းသိလိုက်ရတာဗျကျောင်းမှာလူဆိုးတယောက်ကသူ့ကိုကန်ဖို့ကြိုးစားပေမဲ့သူကိုယ်သူပြန်ကန်မိသွားတယ်နောက်ပိုင်းမှာအဲ့ဒီလူဆိုးကသူ့မျက်နှာကိုထိုးပေမဲ့ကောင်လေးကတော့ဘာမှမဖြစ်ပဲလူဆိုးရဲ့နှာခေါင်းကပဲသွေးတွေထွက်လာတော့တာလူဆိုးကဒေါသတကြီးနဲ့တစ်တားတုံနဲ့ကောင်လေးရဲ့ခေါင်းကိုရိုက်လိုက်ပေမဲ့ကောင်လေးကတော့လုံးဝကျမ်းမာနေခဲ့ပါတယ်လူဆိုးတွေကသူ့ကိုလက်စားချေခြင်းလို့အဲ့ဒီညမှာကောင်လေးစပိန်စီးတီအိမ်ပြန်လာတော့ကားနဲ့နောက်ကလိုက်လာကြတယ်သူတို့ကသူ့ကိုဝင်တိုက်ဖို့ကြိုးစားကြတာဗျကောင်လေးကထိတ်လန့်ပြီးပိုမြင်မြန်နေပေမဲ့သူတို့ကအရှိန်မြင့်ပြီးဝင်တိုက်လိုက်ပါတော့တယ်သူစပိန်ဘော်ကပြုတ်ကျပြီးကားကသူ့ကိုကြော်တက်သွားတယ်ဒါပေမဲ့ကောင်လေးကဘာတန်ရာမှမရခဲ့ဘူးသူ့တန်ရာတွေမြန်မြန်ပျောက်ကင်းသွားတဲ့အချိန်မှာကားမောင်းတဲ့သူကတော့မမှတ်မိနိုင်လောက်အောင်ကြိတ်မိသွားပါပြီလူဆိုးတွေကသူ့ကိုမတက်နိုင်ဘူးဆိုတာသိသွားတော့သူ့အိမ်ကိုမီးရှို့ဖို့စီစဉ်ခဲ့ကြတယ်သူ့အမေအိမ်ထဲမှာအိပ်ပျော်နေတော့နောက်တွဲရန်ကိုတန်ကြိုးတွေနဲ့ကားနဲ့ချိတ်ပြီးအိမ်ကိုဆွဲချလိုက်ကြတာနောက်တစ်စက္ကန့်မှာပဲအိမ်ကပေါက်ကွဲသွားတယ်ကောင်လေးအိမ်ပြန်ရောက်တော့အိမ်ကြီးကမီးလောင်ကျွမ်းနေပြီသူကပေါ့ပေါ့ဆားဆားနဲ့အပြေးဝင်ပြီးသူ့အမေရဲ့မီးလောင်နေတဲ့အလောင်းကိုတည်ထောက်လာခဲ့တယ်သူမြေချင်းပေါ်မှာဒူးထောင်ပြီးရှိုက်ကြီးတန်ငင်ငိုကြွေးခဲ့ပါတယ်အခုတော့ကောင်လေးကနတ်ဆိုးတစ်ကောင်လိုလုံးဝပြောင်းလဲသွားပါပြီနောက်တနေ့လူမိုက်တွေရေကူးနေတဲ့မြေကမ်းကိုကောင်လေးကတိတ်တိတ်လီလိုက်သွားခဲ့တယ်သူကလူမိုက်ရဲ့ဆက်အင်ကြီးတစ်ထည်ကိုဆွဲဖျက်ပြီးစားလိုက်တယ်ပြီးတော့သူ့လက်ထဲမှာတင်းတင်းကြပ်ကြပ်ပတ်လိုက်ပါတော့တယ်ကောင်လေးကအားကုန်ဆွဲလိုက်တဲ့အခါလူဆိုးကလေဘင်းညစ်ဆက်ခံပြီးရေထဲနှစ်မြုပ်သွားခဲ့တယ်ကောင်လေးရဲ့လက်စားချေမှုကမပြီးသေးဘူးနောက်တနေ့ဓာတုဗေဒအတက်မှာတခြားလူဆိုးတယောက်ကိုအားလုံးရှိမှသူ့ရည်ကြီးနဲ့တို့နဲ့စပြောပြီးဆွဲပြောင်းလိုက်တယ်လူဆိုးကကောင်လေးရဲ့မျက်နှာကိုဆာလ်ဖျူရစ်အက်ဆစ်နဲ့ပတ်လိုက်ပေမဲ့ကောင်လေးရဲ့ဒဏ်ရာတွေမြန်မြန်ပျောက်ကင်းသွားပြီးအဲ့ဒီစားလူဆိုးရဲ့မျက်နှာကပုတ်သွေးသွားပါတော့တယ်နောက်ဆုံးကျန်တဲ့လူဆိုးကကြောက်လန့်ပြီးသူ့အဖေကိုပြောခဲ့တော့အဖေကတနတ်နဲ့ကောင်လေးကိုချင်းလိုက်တယ်ဒါပေမဲ့တနတ်ကိုဆွဲလိုက်တဲ့အခါကောင်လေးရဲ့စွမ်းအားကအသက်ဝင်လာပြီးသူ့လုံးဝထိခိုက်မှုမရှိခဲ့ဘူးနောက်ဆုံးမှာတော့သူ့အမေအတွက်အောင်မြင်စွာလက်စားချေနိုင်ခဲ့ပါတော့တယ်